အားလုံးပဲမင်္ဂလာပါဒီတစ်ပတ်ကတော့ပွင့်ပွင့်လင်းလင်းပြောရရင်တော့ချစ်မှုရေးရာအကြောင်းအရာတွေရော reading လုပ်တဲ့အပတ်လို့ပဲပြောရမှာပဲဖြစ်ပါတယ်အဲ့တော့မိတ်ဆွေကိုဒီတစ်ခေါက်လုပ်ပေးမဲ့ reading ကအတိတ်ကိုဆက်လက်တည်ဆောင်မလာပဲနဲ့ဘလို့ခြံထားခဲ့မလဲဆိုတဲ့ message ပေးတဲ့ reading တစ်ခုကိုကျွန်တော်အနေနဲ့လုပ်ပေးမှာဖြစ်ပါတယ်အဲ့တော့မိတ်ဆွေအနေနဲ့အတိတ်မှာခံစားချက်တွေအများကြီးရှိခဲ့တယ်ပြဿနာတွေလည်းအများကြီးရှိကောင်းရှိနိုင်မယ်စိတ်ဒဏ်ရာတွေလည်းအများကြီးရခဲ့တယ်ဆိုပါတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့က reading တစ်ခုလုပ်ပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပထမဆုံးတော့ကတ်ကိုစာချိုးလိုက်ပါမယ်ဒီကတ်မျိုးစားကြပါတယ်ဘုံဝင်လင်းလင်းပြောရင်အတိတ်မှာကိုယ့်ကိုပလေးခဲ့တဲ့သူတွေရှိနေတယ်အဲ့ဒါတွေကိုတနှုံနှုံခံစားမနေပဲနဲ့အပီးတိုင်ဖြုတ်ချပစ်ဖို့လိုတယ်ဆိုပြီးတော့ဒီကက်အဓိပ္ပာယ်ကဖော်ပြပါတယ်ဒီနေရာမှာကိုယ့်ကိုလှည့်သားတာမျိုးတွေကိုယ့်ကိုပုံးရှောင်သွားတာမျိုးတွေတနည်းအားဖြင့်ကိုယ့်ကိုဒုက္ခပေးသွားတာမျိုးတွေပေါ့အဲ့ဒီအရာနဲ့ပတ်သက်ပြီးတော့မိတ်ဆွေအနေနဲ့တနှုံနှုံမခံစားဘဲနဲ့အပီးတိုင်လွတ်ချလိုက်ပြီးတော့ကိုယ့်ရဲ့စိတ်ကိုရှင်းလင်းအောင်ထားပါဆိုပြီးတော့ကျွန်တော်အနေနဲ့အကြံပေးခြင်းနဲ့ပဲဒီ reading ကိုအဆုံးသတ်ချင်ပါတယ်အားလုံးပဲအဆင်ပြေလို့မျှော်နေနေအားလုံးကိုကျေးဇူးတင်ပါတယ်